အားလုံးမင်္ဂလာပါဆရာတော်မျိုးကြီး plan entertainment ရဲ့ဖောင်နာဖြစ်ပါတယ်ဒီနေ့မှာဟိုရက်ကတင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေမှာဆေးဈေးတွေမေးမြန်းတဲ့လူတွေကများနေရဖြစ်တဲ့အတွက်ကိုဒီဆေးဈေးတွေဘယ်လောက်ရှိသလဲဆိုတာကိုအဲ့ဒါလေးကိုမေးမြန်းပြီးတော့မှဘယ်မှာဝယ်လို့ရတယ်လဲဆိုတော့မေးမြန်းထားတဲ့တောင်သူတွေအတွက်အဆင်ပြေအောင်အတွက်ကိုယုံကြည်စိတ်ချဆိုဖြင့်ကျွန်တော်စီမှာဝယ်ယူလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီဆေးဝယ်ယူမဲ့တောင်သူတွေရဲ့ဒီလိပ်စာတွေကိုဥမာအပြင်ဆိုရင်ကျွန်တော် Royal Express နဲ့ကိုပို့ပေးပါတယ်နော်အဲ့ဒါကတကြောင်အခုလောလောဆယ်ကတော့ဆေးလေးကိုကျွန်တော်ကြိုပြီးတော့ပြောပြမှာဖြစ်ပါတယ်အခုဟိုရက်ကတင်ထားတဲ့ဘာပဲဖြန့်ဘာဆေးပဲဖြန့်အစင်မပြေတဲ့တောင်သူတွေဥမာအပြင်ပိုးစင်းနဲ့အဖြူကျနေပေါ့နော်ဒီပိုးစင်းနဲ့အဖြူကကွန်းမှာကျတာများတယ်ဒီပိုးတွေအတွက်ကိုအဓိကကောင်းစေတဲ့ဆေးလေးတစ်မျိုးနဲ့ဟိုရက်မှာချစ်မှတင်ပြီးတော့တော်တော်များများစိတ်ဝင်စားတဲ့လူတွေရှိကြတယ်ဒီဆေးလေးဖြစ်ပါတယ်ဒီဆေးလေးကတော့ကျွန်တော်ဟိုရက်ကတင်တဲ့အချိန်မှာနှမျိုးတွေးတင်တာဖြစ်ပါတယ်ဒီဆေးလေးနဲ့ဒီကောင်နဲ့တွေးတင်တာဖြစ်ပါခင်ဗျာအဲ့ဆိုတော့ကျွန်တော်ဒီဆေးရဲ့ဈေးနှုန်းကပုံမှန်အပြင်ဆိုရင်ကျွန်တော်3000ခွဲဝန်းကျင်ရှိရဲတစုံပဲထည့်ရမှာဖြစ်တယ်100 gram ဖြစ်တဲ့အတွက်ဆေးပုံးစာရပါလိမ့်မယ်ဒီဆေးဒီ15500ရှိတဲ့အတွက်100cc ဖြစ်ပါတယ်သူကတော့ဒီတစုံနှမျိုးသုံးမှာဖြစ်တဲ့အတွက်ကိုတစုံသုံးမယ်ဆိုရင်ဆေးပုံးစာရတယ်နှမျိုးဆက်ပြီးတော့ဒီတတွေးယူမယ်ဆိုရင်9500ကျပါတယ်ဘယ်နေရာနေမှာမလဲဘယ်ကယူရမလဲမင်းမြန်တဲ့သူတွေအတွက်ကိုကျွန်တော်ရဲ့ CB မှာ high ပြီးတော့မှလွယ်တဲ့ဒီလိပ်စာလေးနဲ့ဆေးလေးနဲ့ကိုကျွန်တော်ဘောင်းချာနဲ့တွက်ပြီးတော့မှ Royal Express နဲ့ကိုပို့ပေးပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးကိုလေးပဲကျွန်တော်ဒီဖုန်းနံပါတ်ကိုဟိုပါပေါ့ဗီဒီယိုဖိုင်မှာကျွန်တော်စတီကာလေးကတ်ပြီးတော့မှတင်ပေးမှာဖြစ်ပါတယ်အဲ့ဆိုတော့အခုရက်ပိုင်းမှာတော်တော်များအဖြစ်များတယ်တော်တော်များလဲဒီပိုးစင်းလေးအဖြူကျပြီးတော့မှမပြောက်ကင်းတဲ့တောင်သူတွေအတွက်ကိုဒီဆေးလေးကိုသုံးမယ်ဆိုရင်လုံးဝကိုအဆင်ပြေချောမှာပါတယ်ချိုး comment တွေဆိုတွေ့ပါတယ်ဘေးဆေးဖြန့်မရဘူးဆိုတဲ့တောင်သူတွေအတွက်ကိုဒီဆေးလေးကိုသုံးကြည့်ပါတကယ်ကောင်းပါတယ်နှမျိုးဆက်ပြီးသုံးရမှာဖြစ်ပါတယ်တကယ်လေးကောင်းတယ်တကယ်လက်တွေ့ပေါ့နော်ချွေးအောင်ဖြန့်ဖို့လိုပါတယ်ပိုးစင်းလေးဆိုတာဒီအမွေးအမြန်ပါတဲ့အကောင်ဖြစ်တယ်ဒီပိုးဒီမိသားစုပိုးလို့လေတော်များခေါ်ကြတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီပိုးကိုဖြန့်မယ်ဆိုရင်ကျွန်တော်အကောင်အရေအတွက်မများခင်အချိန်ဆိုကြိုးဒီအပင်အတွက်ကိုအကောင်ကြီးအတွက်များမယ်ဆိုရင်ဆိုးကျိုးတွေဖြစ်နိုင်ကြများတဲ့အတွက်ဒီဆိုးကျိုးမဖြစ်ခင်အချိန်မှာကျွန်တော်ကြိုတင်ကာကွယ်ဖြန်းတာဖြစ်နော်ကြိုတင်ကာကွယ်ဖြန်းတာဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကဒီအကောင်ကြပြီးမှဖြန်းတာဖြစ်ကျွန်တော်အဓိကဖြန်းတဲ့အချိန်မှာဆေးကိုချွေးအောင်ဖြန်းဖို့အရေးကြီးပါတယ်ဆေးကလည်းကြုံတဲ့ဆေးနဲ့မရပါဘူးခင်ဗျာကျွန်တော်အခုလက်ရှိညွန်ပေးနေတဲ့ဆေးဆိုရင်တော့ကျွန်တော် China နဲ့ Jacket ဆိုတဲ့ဆေးလေးကိုကျွန်တော်တိတက်ဒီ concept တဲ့ငရုတ်ဆိုင်တယ်ရန်ဖြူတွေကြားတယ်ပိုးစင်းလေးကြားတယ်ပိုးစင်းလေးဆိုတာတက်ခက်တဲ့ပိုးတွေမှာပါတယ်အဲ့ဒါကြောင့်မို့ဒီပိုးစင်းလေးအတွက်ကိုအဓိကညွန်ပေးနေရဖြစ်တဲ့အတွက်ကိုဒီဆေးလေးကိုလူကြီးများသုံးဖို့လိုတယ်ကောဆိုင်တယ်ဆိုရင်မိမိအိမ်မှာတပိုင်းတစ်နိုင်ပဲစိုက်တာဖြစ်3000 4000 5000 6000 1000နဲ့တသိန်းပေါ့နော်ကောတသိန်းစိုက်တဲ့လူလေးရှိပါတယ်ခင်ဗျာကောတသိန်းစိုက်တဲ့လူလေးရှိတယ်ဒါလူကြီးများတော့မမြန်ဘူးသေးတော့ပါကျွန်တော်ကိုင်နေတဲ့အထက်မှာကောတသိန်းနဲ့9000စိုက်တဲ့အကိုတွေအမတွေလေးရှိပါတယ်အဲ့လိုဆိုတော့ကိုကနေတာဖြစ်များတာဖြစ်အခုချိန်ဒီပူပြန်းပြီးတော့မှရေတင်နေဆိုရင်အောက်မှာအဆိုးရက်ရှိတယ်ပူပြန့်နေဆိုရင်ဒီပိုးလေးတွေကပေါက်ဖွားမှုအရင်များတဲ့အကောင်ရေအတွက်များသွားမှာဖြစ်တဲ့အတွက်ကိုကျွန်တော်ကြိုတင်ကာကွယ်သုံးမယ်ဆိုရင်လည်းပဲကျွန်တော် Chinese တစ်စုံ Jacket တစ်စုံကိုတောင်းအောင်ဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်အခုဒီဆေးကိုဘာကြောင့်ခဏထက်တလေးညှော်နေဆိုတော့ဒီလောလောဆယ်မှာချို့တောင်သူတွေကဖြန်းထားတယ်တုံးထားတယ်အဆင်ပြေနေကြပြီကျန်တဲ့လူတွေကြတော့မတိတဲ့တောင်သူတွေရှိတဲ့အတွက်ကိုလုံးဝကိုညှော်ပေးနေတာဖြစ်ပါတယ်30ကျင်တဲ့ဒီဆေးကိုနေရာတိုင်းမှာဝယ်လို့ရပါတယ်ဝယ်လို့မရဘူးဆိုရင်လည်းပဲအောက်က comment လေးမှာရေးပြီးတော့မှလိပ်စာလေးနဲ့ဖုန်းနံပါတ်လေးနဲ့ဆက်သွယ်ရမယ်ဖုန်းနံပါတ်လေးနဲ့ကိုချန်ထားပေးပါအဲ့လိုဆိုရင်ကျွန်တော်ဘက်ကနေအဆင်ပြေအောင်ပြန်ပြီးတော့မှဒီဆေးလေးတွေကိုပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ Royal Express နဲ့ပို့Ninja နဲ့ဖြစ်ပေါ့နော်ပို့ပေးလို့ရတဲ့ဒီ agent တွေနဲ့ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုဆိုတော့ကျွန်တော်အနေဖြင့်အဓိကပါလဲဆိုတော့ concept တဲ့တောင်သူရှိရဆိုရင်ဒီ video file လေးမှာအခုကျွန်တော်ပြထားတဲ့ဆေးလေးကိုသုံးမယ်ဆိုရင်အခုလက်ရှိမှာပူပြန်းပြီးတော့ကြာနေတဲ့ပိုးစင်းလေးအဖြူဆိုတဲ့ပိုးကောင်လေးကိုအဓိကရမှာဖြစ်တဲ့အတွက်ကိုဒီဆေးလေးကိုညွှန်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ